ဖောင်းနိုင်ချင်အမင်းမင်းတိုင်းတွေ့ရတယ်ဒါပေမဲ့မင်းကျတဲ့ဟင်းတဲ့ခွက်အဖေရဲ့ကျွေးတဲ့ဒေသတားဒီကမှာပဲပြောစရာရှိအမေကိုသိရပြီခဲခဲလာမှာအဖေကိုတန်းတာဘဝဆိုငယ်ကအဖေတိုက်ခဲ့ဘူးလေအောက်ကမနှမ်းများလေးတွေအဖေလောမချိုးဖွာလေတာတီးခဲ့ပြီဖေဒီတစ်ခေါက်မာပြီးကိုပြန်ရောက်တယ်အိမ်မလေးကမပြောဘူးလို့ပြောတဲ့စကားအတွက်အဖေကိုပြန်တောင်းရအောင်မယ်အဖေလုံးကြည့်တယ်မှာအဖေပြမလာလို့မရကောင်းတဲ့တောင်းမယ်အဖေပြောတဲ့စကားလေးကမသာဘုံမဆင်းပြီးဒီနိုင်ငံကိုပြန်လာအဖေရှိနေသမျှမသားသမီးတွေမျက်နှာမမြင်ရဘူးတဲ့ဒီလိုကြီးဟာဆောင်ကောင်းလိုက်ပုံများအဖေတောင်းလွမ်းလာလို့မေးတော့မင်းတို့သားမိုက်ကိုလွမ်းရလားတဲ့အဲ့တော့အမေကဝင်ပြောငါသားမေးပြီလူချင်းကြီးမျက်ရည်ကျနေပြီတဲ့မေလူရင်မထွေးပြီးချိုတင်ဆိုပေမဲ့အနန္တမြင်သာပေးပြီးချောမသိပေမဲ့လေအစင်းမြဲရင်နဲ့ကြည်လူစိနဲ့စကားများတီးရပွဲချိန်ပေးကဘေးနာမှမနေနိုင်ပေမဲ့ဘဝပင်လေပင်ကြီးတဲ့မုန်တိုင်းချမ်းနေစေလိုင်းလီကိုဆန်ရင်နဲ့အာတင်အန်ကိုခဲဝေနောက်ချောက်ချမှုများရဲ့ကြားတို့တိုင်းမြူငယ်လေးရိုင်းနဲ့